ဒီနေ့ကတော့တရုတ်နှစ်သစ်ကူကာလဆိုတော့မရောက်ဖြစ်တာလည်းကြာပြီဖြစ်တဲ့တရုတ်တပ်ဘက်ကိုသွားရင်းနဲ့နှစ်သစ်ကူအထိမ်းအမှတ်အနေနဲ့ကျင်းပနေတဲ့တရုတ်ရိုးရာချင်းသစ်နဂါအကပြိုင်ပွဲကိုလာကြည့်တာဖြစ်ပါတယ်။ဒီကာလကနှစ်သစ်ကူကာလဖြစ်တဲ့အပြင်ကိုတရုတ်တန်းဆိုတာအစတွေကလူစီကားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့လိုနေ့တွေကတော့လူတိုးလို့မပေါက်ပါဘူး။ကျမကိုယ်တိုင်လည်းတရုတ်တပ်ဘက်ကိုမရောက်တာကြာပြီဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မှာတော့တရုတ်ရိုးရာချင်းသစ်နဂါအကပြိုင်ပွဲကိုလည်းတွားကြည့်မယ်။မစားဖြစ်တာကြာပြီဖြစ်တဲ့တရုတ်တန်းရဲ့အစားအသောက်တွေကိုပြန်စားကြည့်ပြီးဈေးနှုန်းတွေကရောဘယ်လိုဖြစ်နေပြီလဲဆိုတာကိုပြပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုဆုံးသက်ထိလိုက်ကြည့်လိုက်နော်။အခုကနှစ်သစ်ကူကာလဖြစ်တဲ့အတွက်ပုံကြောင်းထဲမှာတော့လာဆုတောင်းတဲ့သူတွေကတော့အပြည့်ပါပဲပွဲတော်ရက်တွေဆိုရင်ဖះမှာလူစီတလို့ပဲပေါ့နော်အခုလဲတရုတ်နှစ်သစ်ကူဆိုတော့ပုံကြောင်းမှာလူတွေအပြည့်ပါပဲအခုရောက်တဲ့ချိန်ကလည်းစောနေသေးတော့တရုတ်တန်းနဲ့ရှောက်ကြည့်ပြီးရင်ကစားနေကြဆိုင်လေးတွေကိုသွားဆက်ကြည့်မှမလို့အတူတူလိုက်ခဲ့ကြအောင်နော်အခုကတော့လမ်းနဲ့ဆယ်ထဲမှာပါဒီထဲမှာဆိုရင်ကျမစားနေကြကျုံနိုးပေါင်ဆိုင်လေးဒီဇိုင်းရှိတယ်အဲ့ဆိုင်လေးကဖွင့်ထားတာလည်းတော်တော်ကိုကြာပြီတစ်ခွက်ကို800-1000ခက်လောက်တည်းကဝယ်စားလာတာအခုဆိုရင်တော့တစ်ခွက်ကို3000ဖြစ်သွားပါပြီအရသာတော့အရင်အရသာအတိုင်းပဲလားဘလို့ပြောင်းလဲသွားမလဲဆိုတာကိုတော့နောက်မှဆက်ပြီးတော့ပြပြပေးပါမယ်အခုနောက်ပိုင်း vlog တွေမှာတွေ့တာကတော့လေဒီတရုတ်တန်းမှာဒီနမိတ်ကြီးနေတာဒီဝါပိုးကောင်လေးတွေကတော်တော်နမိတ်ကြီးတယ်ဒီနွားနို့ထဲမှာစိန်ထားတဲ့ဒီအကောင်လေးတွေကိုပြင်ပြီးတော့ကြော်ပေးတယ်ဈေးကတော့သူကတစ်ကောင်3000တဲ့ဒါကတော့လမ်းတစ်လျှောက်မှာဈေးဆိုင်တွေအလားစင်ထားတဲ့မီးပုံးတွေနဲ့တလန်းလုံးအနီရောင်မီးတွေကြောင့်ဓာတ်ပုံရဲလို့လည်းတော်တော်လေးလာတယ်好玩玩嘛，玩没好玩玩的。အရင်ကတရုတ်တန်းရောက်ပြီဆိုရင်တောက်နေကြအေးဆိုင်လေးတစ်ဆိုင်ရှိတယ်။အဲ့ဆိုင်လေးကတော့ဒီဆိုင်လေးပါ။ဒီဆိုင်လေးကကြောက်ကြောဖြော်ရည်လေးတော်တော်ကောင်းတယ်။တခြားဖြော်ရည်လေးလည်းမစိုးဘူး။အရင်ကကြောက်ကြောဖြော်ရည်တစ်ခွက်ကို200ခစ်ထဲကစားတောက်လာတာပေါ့နော်။အခုဆိုရင်တော့ပါဆယ်ဆိုရင်1200ဖြစ်သွားပါပြီ။တရုတ်တန်းရောက်ရင်လေတခြားသူတွေကတော့ဘလို့စားစာမျိုးစားရတာကြိုက်နေတော့မသိဘူးကျမတော့ကြာစံကော်ပြက်ရင်ဝတ်သားလေးရင်ဝတ်သားကောက်ညင်ရတော့မဖြစ်မနေကိုစားတယ်ကြာစံကတပွဲကို1500ကော်ပြက်ထည့်ရောမယ်ဆိုလို့ရှိရင်ကော်ပြက်တစ်လိပ်ကို1000ပေးရပါတယ်ဝတ်သားလေးစက်သားလေးကတော့တစ်လိပ်ကို4500ဖြစ်သွားပါပြီဝတ်သားကောက်ညင်ကတော့တစ်ထုပ်ကို9000ပါဝတ်သားလေးတက်သားလေးကကြတော့အထက်ကကြက်သွန်တွေကနည်းနည်းညီးစော်နန်းနေတော့စားရတာတိတ်တော့အဆင်မပြေဘူးအရင်ကစားနေကြအရသာမျိုးတော့တိတ်ပြီးတော့ပြန်မခံစားရဘူးအရင်ကဆိုရင်အသားကလည်းများတယ်အလိတ်ကလည်းပိုပြီးတော့ကြီးတယ်အခုကကြတော့အထက်ကအသားကလည်းနည်းသွားတယ်အလိတ်လေးကလည်းပိုပြီးတော့သေးသွားတယ်လို့ခံစားရတယ်အခုကတော့စီယိုနန်လမ်းမှာပါဒီမှာချင်းသေးနဂါအကပြိုင်ပွဲတွေမလုပ်ဖြစ်တာလဲတော်တော်လေးကိုကြာပြီအခုကတော့တရုတ်နှစ်သစ်ကူအထိမ်းအမှတ်အနေနဲ့ပြန်ပြီးတော့ကျင်းပနေတာဖြစ်ပါတယ်ပြိုင်ပွဲကတော့ဖေဖော်ဝါရီလ18ရက်နေ့ကနေပြီးတော့ဖေဖော်ဝါရီလ20ရက်နေ့ထိကျင်းပနေတာဖြစ်ပါတယ်
ပြိုင်ပွဲဝင်တဲ့အသင်းတွေကလည်းတော်တော်လေးကိုစူးစမ်းပန်းစားနဲ့ပြိုင်ပွဲဝင်ကြတယ်ပြုတ်ကျတာမျိုးတွေရှိပေမဲ့အကောင်းဆုံးပြန်စူးစမ်းပြီးတော့ရှင်ပြိုင်သွားကြတာတွေ့ရတယ်သူတို့ပြိုင်ပွဲဝင်သွားတဲ့ကာနီကာဟန်ပုံစံလေးတွေကလည်းတော်တော်လေးကိုကြည့်ကောင်းတယ်တော်တော်လေးလည်းလှတယ်ဒီနေ့ကတော့တရုတ်တန်းတွေကမစားဖြစ်တာကြာပြီဖြစ်တဲ့အစားအသောက်တွေကိုသွားပြန်စားရင်းနဲ့တရုတ်တန်းအောင်မရောက်တာကြာပြီဖြစ်တဲ့သူတွေအတွက်လည်းတရုတ်တန်းတွေအမှတ်တရပုံရိပ်တွေကိုအလွမ်းပြေပြန်ပြီးခန်းစားလို့ရအောင်ပြန်ပြီးတော့အမျှဝေပေးခဲ့တာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေနဲ့အစားအသောက်တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို subscribe လုပ်ထားအောင်နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။